မင်္ဂလာပါရှင်ဒီနေ့မှာတော့ခရမ်းကစိုးသီးချက်စားပါမယ်ငနီတူ6နဲ့ခရမ်းချင်သီးရိုးချက်မှာဖြစ်ပါတယ်ရှင်အရန်ကိုမှစားလို့ကောင်းပါရဲ့နော်အရင်တစ်ခေါက်ကျမရဲ့ post မှာခရမ်းကစိုးသီးကိုပစွန်ဟင်းနဲ့ချက်ပြထားပြီးဖြစ်ပါတယ်ရှင်ကဲဒီနေ့မှာတော့ငနီတူ6နဲ့ချက်ဖို့ပြင်ဆင်ပါမယ်ခရမ်းကစိုးသီးနဲ့ငရုတ်သီးကိုအရင်ပြုတ်လိုက်ပါမယ်ရှင်ထောင်းပြီးချက်မှာမို့လို့အစိမ်းထောင်းရင်မေးသွားတတ်ပါတယ်နော်ငရုတ်သီးထည့်ပြီးပြုတ်လိုက်မယ်နော်ခရမ်းကစိုးသီးကိုပြုတ်ပြီးမှအညာရွှေပါမယ်ရှင်ငါ့ကိုရေဆေးထားလိုက်ပါမယ်နော်ငနီတူ6ကိုရေဆေးပြီးစစ်ထားမယ်ခရမ်းချင်သီးလီးထားမယ်ရှင်ကဲခုဆိုတော့ပြုတ်ထားတဲ့ခရမ်းကစိုးသီးနဲ့ငရုတ်သီးကကျက်သွားပါပြီနော်စကားထဲမှာစစ်ပြီးအေးခံလိုက်ပါမယ်ရှင်အေးသွားရင်တော့ထောင်းပါမယ်နော်ချက်ဖို့ပြင်ဆင်ပါမယ်ခရမ်းကစိုးသီးအညာရွှေပြီးပြီဆိုတော့ငရုတ်သီးရိုးပြီးထောင်းပါမယ်ရှင်ကျိတ်နှိုက်တဲ့လို့ထောင်းနိုင်ပါရဲ့နော်ကြေသွားအောင်ထောင်းလိုက်ရတယ်မကြေပေးနဲ့တဝက်လောက်ထောင်းရင်လည်းရပါတယ်နော်ကဲဒီလောက်လေးကြေသွားပြီဆိုတော့ရပါပြီနော်စပြီးချက်ပါမယ်ရှင်ဒီမှာကကြက်သွန်ကြီးလုံးကြီးတစ်လုံးကိုစီတပ်ပေးလိုက်တယ်နော်ကြက်သွန်ကြီးတွေအနေတိုလေးတွေရလာပြီဆိုရင်တော့စနွေးမုံကိုထည့်ပြီးစီတပ်ပေးမယ်ရစ်စစ်ထားတဲ့ငနီတူ6ကိုလည်းထည့်ပြီးကြိုလိုက်ပါမယ်နော်အရန်ကြီးကြိုအောင်ကြိုစရာမလိုပါဘူးနော်အနက်မွေးလာတဲ့အထိဆိုရင်ရပါပြီရှင်တကယ်စားလို့ကောင်းပါနဲ့နော်မချက်စားဘူးသေးဘူးဆိုရင်ဒီလိုလေးလိုက်ချက်စားကြည့်ပါရှင်ခရမ်းချင်သီးကိုလည်းထည့်ပြီးနည်းနည်းမှွေလိုက်ပါမယ်နော်ခရမ်းချင်သီးလေးတွေဒီလိုလေးပြိုသွားပြီဆိုရင်တော့စားရဲ့အချိုမုံထည့်မယ်ငပိထည့်ပါမယ်ရှင်ကျမကတော့ငပိကိုရေဖြိုပြီးစကားနဲ့စစ်ထားတာကိုထည့်ပါမယ်နော်ကျိတ်နှိပ်တဲ့လို့ထည့်နိုင်ပါရင်နော်အများကြီးကြိတ်ရင်အများကြီးထည့်ပါရှင်ကဲထောင်းထားတဲ့ခရမ်းကစိုးသီးကိုလည်းထည့်ပြီးမှွေလိုက်ပါမယ်ရှင်ကဲဒီလိုနေထားလေးဆိုတော့ရေထည့်ပါမယ်နော်ရေထည့်ပြီးတေလိုက်ပါမယ်ရှင်ကြက်ပြီးသားဆိုတော့ရေကအများကြီးထည့်စရာမလိုဘူးနော်အဖုံးလေးအုပ်ပြီးထားလိုက်မယ်အပိုအောက်လေးနည်းနည်းလှန်ပေးလိုက်ပါမယ်ရှင်အနေထိန်ပြီးမတူးသွားရအောင်မှွေပေးရပါမယ်နော်ကဲခုဆိုတော့ရေတော်တော်လေးခမ်းပါပြီနော်ဒီလိုအနေထားလေးမှာဆိုရင်အပို့အငံမြည်ကြည့်ပါရှင်စမကတော့မြည်ပြီးစားလို့နည်းနည်းပြန်ထည့်လိုက်တယ်စီလေးပေါက်လာပြီဆိုတော့ကြက်ပါပြီနော်အရန်ကိုအနက်မွေးပြီးတကယ်စားချင်စရာလေးပါနော်ချက်စားကြည့်ပါရှင်ထမင်းအရန်မိန်ပါရဲ့နော်ခရမ်းကစိုးသီးကလည်းဆေးဖက်ဝင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်